ကဲဒီနေ့မှာဆိုတော့ကျွန်တော်တွင်ငယ်ချင်းနေရောက်နေပြီးတော့မှကျွန်တော် challenge လေးလာပြီးခေါ်ပါတယ်တကြံတွင်မှာ challenge လေးလုပ်မယ်challenge လေးခေါ်မယ်လုပ်မလားတဲ့ Oh my god ကျွန်တော်အနေနဲ့ဒီ challenge လေးကိုလက်ခံလိုက်ပါတော့ဗျာစိတ်ဝင်စားတယ်ပေါ့အလဲကဲ challenge လေးကဘာလေးဖြစ်သွားမလဲဆိုတော့ကျွန်တော်လည်းတခြားမသိသေးပါဘူးကဲ challenge လေးကတော့လွဲ့ပါတယ်ကျွန်တော် MVP ထဲမှာတူတူပေါ်တန်းကစားရမှာ West ဘာတော့ကဲအဆင်ပြေပါတော့ကျွန်တော်နေTrue ပေါ်တန်းကစားမှာဟုတ်လားကဲကျွန်တော်နေ challenge ကျွန်တော်ပေါ်ရမှာလားကျွန်တော်ပေါ်ရမှာလားဗောနော်မီပုံးကားမှာလားခမားပုံးမှာလားကျွန်တော်မေးလိုက်ပါတယ်မီပုံးကားမှာလားသူပြောတာဗောနော်ကျွန်တော်ကပုံရမယ်တင်းကိုကျွန်တော်လိုက်ရှာတော့ကျွန်တော်သူကလိုက်ရှာမယ် okay ပါညီတို့အဆင်ပြေပါတယ်ကဲဘောနော်ကျွန်တော်အနေနဲ့ဒီ channel လေးကိုတော့အဆင်ပြေပါတယ်ကဲဒါနဲ့ဒီနိုင်ပါရမှာလဲအဲ့ဒါအရေးကြီးတယ်ဟုတ်တယ်မလားနိုင်ပါရမှာလဲကျွန်တော်မေးလိုက်ပါတယ်နိုင်ပါရမှာလဲကျွန်တော်မေးတာပါတယ်နိုင်ခဲ့ရင်ဒိုင်းမဟုတ်အောင်10လုံးပေးမယ်တဲ့စစ်ဝါစပိုင်တော့10လုံးအောင်ဘာမှလုံးမရအောင်ဒိုင်းမ100အောင်ဆိုလောက်ပါညီကိုဟုတ်ဒိုင်းမ100တော့ဟို10လုံးရတော့မလုံးပါလေညီကိုအဲ့လို10လုံးရတော့နော်ညောင်ပါလဲပေါ့challenge ကျွန်တော်အဆင်မပြေဘူးကျွန်တော်ပြောပါတယ်ကျွန်တော်ဒါဆောက်ခွက်လက်ပြောင်းပါတယ်နော် emoji ထောင်ပြီးတော့ကျွန်တော်10လုံးနဲ့ဆိုမရဘူးညီကို10လုံးဆိုမရ100ဆိုတော့100ဆိုကျွန်တော်ရဲ့ fan တွေကို giveaway starting area giveaway ပေးရကျွန်တော်အဲ့တော့ရအဆင်ပြေဘူးနော်ညီကိုတို့နော်အရာအဆင်မပြေဘူးကျွန်တော်ပြောလိုက်ပါတယ်ကဲဘောနော်ကျွန်တော်ရဲ့ fan တွေကို giveaway ပေးဖို့အတွက်ကျွန်တော် channel လုပ်နေပါတယ်ကဲဘောနော်အရာအဆင်ကျွန်တော်အနေနဲ့ဒီရောက်သွားပြီပေါ့သူနေပါပြောဒီမှာကျွန်တော်ထောင်ပေးကျွန်တော်လောက်ဝင်ပြောတဲ့အချိန်မှာသူ့အနေနဲ့သဘောတူသွားပြီပါနောက်သဘောတူပြီးဒီဆုံးခဲ့ရင်တော့ကျွန်တော်သူပြောပါတယ်ဆုံးခဲ့ရင်ဘာဖြစ်မလဲပေါ့နော်ကျွန်တော်ဘာဖြစ်မလဲလို့အရင်ဆုံးမေးလိုက်ပါတယ်ကဲတော့သူ့အနေနဲ့ဆုံးခဲ့ရင်တော့ကျွန်တော်ကိုကြိုက်တဲ့ platform social media မှာ OA တော့ပြီးတင်ကားမှာပါတယ်ဟာလောနာဘောလို့ရောက်ရင်တကြံတွေ့မှာစောခေါ်အိုးမဲတော့ရမှာလားဟိုမျက်နှာပြည့်နော်မျက်နှာတော့ပါတယ်ဘယ်နေရာတော့ရမလဲ तू မပြောတာဘူးဟဲ့ရက်ဆက်ပြီးတော့ကဲဘလို့စိတ်ဝင်စားတာဝင်စားတယ်ဟုတ်ကျွန်တော်စိတ်ဝင်စားတယ်လို့ပြောလိုက်ပါတယ်ဟဲ့ရက်ဆက်ပြီးတော့အိုးမဲလားဘလို့တော့ကြံသေးတယ်ရောက်အနိုင်ဆုံးကတော့7 minute တွင်လိုက်ဆိုင်ရမှာပါတယ်ဟာရောက်7 minute ကျော်ငါ grand မိတာမသိငါ grand မိတာမသိ okay အဆင်ပြေတာကဲအဲ့နဲ့ကို go ပြီ let's go guysကဲဘောနော်ကျွန်တော်နေနဲ့နတ်တနီယာကြီးနဲ့တပုံးမှာပဲဖြစ်ပါရဲ့ခင်ဗျာကျွန်တော်ဒါလည်းကျွန်တော်တွေ့ရင်ကျွန်တော်ဆောက်ခွာတော့အိုမဲ3ခန်းထိတော့မှချင်းတည်နေပြီโอเคကျွန်တော်နေနတ်တနီယာကြီးနဲ့ပုံရမှာနော်ဟိုအန်ဂျလာကြီးနဲ့လိုက်ဆာမစစ်နတ်တနီယာတော့ဒီကောင်မတွေ့တော့ပါဘူးနော်ကျွန်တော် AC to challenge ယူနိုင်ပါပြီ diamond 1000ယူမယ်အဲ့တော့ပြီးတော့ diamond 1000ယူမယ်ဘရိုပြီးမယ် giveaway လောက်ဒါပဲ ACကြည့်ရအောင်ဘရိုပုံချက်တွေဆိုးအလုံးဝမတွေ့တော့မင်းယူပြီးတော့မတွေ့တော့ဘူးကောင်းလေးစားပါဦးလက်သက်နီးရရောအန်ဂျလာနဲ့ရက်ဆက်ပြီးတာခဲကျ7 minute ပြည့်ဖို့လိုရနော်7 minute ပြည့်ဖို့လိုတယ်ရပြီလားစားလို့ဒီမှာပုံနေပြီရပြီလားစားလို့မေးနေတယ်လို့စိတ်ညစ်တယ်ရပြီလားစားလို့မေးနေတယ်ဒီမှာစားပါသက်နေရနေတာဒီမှာပုံနေပြီဟောဘယ်နှမိနစ်တော့စီးနေပြီလဲနေဟောကဲ10မိနစ်စီးသွားပါရင်တော့နောက်9မိနစ်ပါညီကိုကြည့်ပါဦးနော်တကြတွေးမှရော game စောနေရငါပေါ့ဒါပေမဲ့ channel လေးလုတ်ပြရတာပါဒါမဲ့နော်အော်ဟာဘယ်ရောက်နေလဲမသိရောမက်ဘေးစင်တော့မတွေ့တော့ရအန်ဂျလာကဲ तू ပုံးတာလားငါပုံးတာလားမတဲခွဲဘူးတော့ရမဆောက်ကုန်မယ်ပေါ့နော်ပုံးနေရတယ်ဗျာအန်ဂျလာဘယ်ထွက်ခဲ့မယ်လို့မသိရောရင်တော့တုံးလာပြီရင်တော့တုံးလာပြီဘရာရင်တော့တုံးလာပြီကျွန်တော် Oh my god ဟေးမစီဘူးတော်7 minute ပြည့်7 minute diamond 1000ယူဟုတ်ရဲ့အဆင်ပြေတယ်နော်diamond 1000ယူမှာကောက်ပြီလားတွေ့ဘူးတေးဘူးရောက်ရင်ကူမ10 minute ကြော်ပဲကြီး2 minute 7 minute တော့ကြာနေတယ်ညောင်ညားရက်နေတာဟို7 minute ကြော်ဆိုညားရက်နေတာ
Nathaniel အဲ့တော့ငါမတွေ့တော့ပါဘူးเนาะ Nathaniel အဲ့တော့ငါပေါင်းလို့ရပြီ Nathaniel နဲ့ဆိုငါပေါင်းလို့ရတော့အဆင်ပြေလားဟောရောက်ကြတော့အောက်လမ်းမှာရောက်ပြီငါတွေ့တော့ငါအောက်လမ်းမှာငါလိုက်စားနေတာဘရိုကြည့်အောင်အောက်လမ်းမှာရောက်ငါပတ်ပြေးနေတာเนาะ spray ဖြစ်ပတ်ပြေးနေအားရစိတ်ညစ်တော့ကွာဒါမှမဟုတ်ရောက်ပွက်ပုံနေရရောက်classic ခေါ်ရနော်ဘိုင်မ classic မှာဟောဟေးတွေ့တော့မဖြစ်ဘူးရော2မိနစ်3မိနစ်ဟောကျွန်တော်10မိနစ်ပြည့်သွားမှာဘလို့ဆက်လက်ကြည့်ပေးကြအောင်အိုးဟိုရောကြံတွင်းမှာကွာကြံတွင်းမှာကျွန်တော်လည်းပြင်းလို့မတူပေါ်လာကစားတာ MVB ထဲမှာကျွန်တော်တို့မွန်တော့ဒီ game ကောင်းကျွန်တော် game ကစားဖို့ကွာတစ်ပတ်တင်တက်ဖို့ကျွန်တော်အားလုံးမဟုတ်တူပေါ်လာကစားဟာရဘသူလဲဖုံးလာဒီလိုဖုံးလာလဲစောကုန်မှရောခဏနော်ညီကိုခဏနော်ဖုံးလာနေတယ်ရောဘာပုံလို့ကောင်းတော့မဲလို့ရောပုံလို့ကောင်းတော့မဲမနောက်နဲ့ဖုံးလို့ကောင်းရော3မိနစ်စီသွားပြီညီကိုတွေရော9မိနစ်တော့ကြံသေးတာရောဒိုင်မှုတော့ရဖို့တူပေါ်နဲ့ပတ်ကစားနေရဟာဖုံးကဇက်ဟိုက်ခေါ်နေပြီရောငါ့မှုေးပြီးတော့ဒီဇက်ဟိုက်ခေါ်နေပြီဖုံးလောက်ပါအောင်တခုလောက်ပါအောင်3မိနစ်9မိနစ်တော့ကြံသေးတာဟဲ့တွေ့အောင်ဟဲ့တောင်းပါဖတ်ပြီးတော့ရောနော်ပတ်ပြီးတော့ပြောတာ3မိနစ်ရော4မိနစ်ရောက်တော့4မိနစ်နဲ့နည်းလို့တော့ရောပေါ်နေစတိုက်ခေါ်နေတယ်လို့ငါစိတ်ညစ်တော့ဟာရော4မိနစ်စီတော့ပြီ fighting ရောတာဟာလို့တာဟာပြီးလိုက်တယ်နော်ကျွန်တော်တာဟာပြီးလိုက်တယ်ဟာလို့ရေးပြီးလိုက်နော်ရောကျွန်တော်တော်တယ်โอเคရောလေလမ်းမှာငါမတွေ့သေးဘူးတိုင်မို့ထောင်ချမ်းလိုက်ရရောဘောကဆက်ခေါ်နေငါလက်ဥပဲကွာရောတွားရတော့မသိဘူးရောငါမနေပြီးတော့မယ် fighting အောက်လမ်းမှာငါတွေ့တယ်နော်မဗီဇင်ပေါ်နေအောက်လမ်းမှာမျိုးကန်းသွားမယ်နော်မျိုးကန်းသွားနိုင်တယ်ပါဖုန်းကတက်ကြော processing တက်ကြောမျိုးကန်းသွားမှာငါတိတယ်ငါတောင်းတယ်အေးညာမှာဆိုဒီကိုမတွေ့တော့နော်ဘယ်လိုလဲဒီနေ့ကနသနီယာရဲ့နော်ဆောင်းရမ်းသွားမှာရဲ့ဟာဟောဗီဒီယိုကြာချင်းတော်တော်များနေဟောဖုန်းဆက်ခေါ်တယ်လို့ဖုန်းဆက်လိုက်ခေါ်နေတယ်ဟော9မိနစ်ပြည့်သွားပြီ fighting ဒါ7မိနစ်ပြည့်ဖို့နော်နောက်ထပ်5မိနစ်ဟုတ်ပြီလား hold the light စောက်တော့တိုင်မို့တထောင်ချမ်းလန်းအောင်ဝိုင်း brother လို့တော့ဟောကျွန်တော် giveaway ပေးပြီးတော့ရောလောက်ပါအောင်တခုလောက်ပါအောင်ငါပတ်ပြေးနေရရော spray ဖေးပတ်တော့ပြေးနေရ level 3နဲ့5မိနစ်နဲ့ level လမ်းတော့ဆင်းလို့မရငါပေါ်5မိနစ်စီသွားပြီနော်နေအောင်နေရောမနေဘူးလေကျွန်တော်ပြေးမယ်လေဘယ်နေခိုင်းတော့ရောမနေဘူးလေရောဘယ်နေခိုင်းတော့ဘယ်နေခိုင်းတော့ရောပြေးတော့မယ်ရောတွေ့ပါပြီရောစေးပါကွာတွေ့တော့ပြီငါကီးဟုတ်ပြောက်သွားတယ်ဟောကီးဟုတ်စာရေးနေတာလေဟာစေးပါတော့ဆောက်အောင်မကြည့်ဘူးဟာယောတေးပြီးဘာသာရေးငါမျက်နှာအုံးမဲပဲတော့ငါဘယ် platform မှာဝါမျက်ခွာအုံးမဲတောက်ခံရမှာလေ YouTube ဝါယော YouTube မှာတင်မှာဟုတ်လားအုံးမဲတောက်တဲ့မျက်နှာ YouTube မှာတင်မယ်ညီကို YouTube မှာနော် okay YouTube မှာတင်မယ်ဟုတ်ပြီလား YouTube မှာ post တင်မယ်ကျွန်တော်အုံးမဲဆောက်ခေါ်တော့ခရက်ပြင်တာဟုတ်ပြီလား Sony ကြီးပြကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Sony ကြီးပြကျေးဇူးအများကြီးတင်ပါတယ်ကြံကြိုနေလေအားလုံးပြောစင်ရပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ပြောစင်ကြပါစေအားလုံးညီကိုလေးတယောက်ချင်းစီတဲ့ဆုမကောင်းတောင်းရင်းတဲ့ဗီဒီယိုလေးဆုံးသက်ချင်ပါတယ်ကျွန်တော်ဗီဒီယိုလေး over ဖြစ်တဲ့အတွက်ကြောင့်အားလုံးကျွန်တော်တောင်းဝန်ထားချင်ပါတယ်နော် over ဖြစ်တဲ့ဗီဒီယိုလားကျွန်တော်ပြောပါရင်နော် over ဖြစ်တဲ့ဗီဒီယို
ကျွန်တော်တောင်းပန်ပါတယ်အမှားပါသွားရင်တောင်းပန်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးပါနောက်နေ့ကျရင်ထပ်မံတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယို over ဖြစ်တယ်နော်ကျွန်တော်နှစ်ခါပြောသွားပါပြီအကြောင်းကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ပြီးကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ကျရင်ကျွန်တော်ဒီ